လက်ရှိရောက်နေတဲ့ကာလအတွင်းမှာကိုယ့်ကိုယ်ကန်ရက်နေရလို့ခံစားနေရတယ်ဆိုလို့ရှိရင်ကျွန်တော်အခုလက်ရှိပြပြပေးသွားမယ့်ရတရားလေးတွေကိုလိုက်ပြီးတော့လုပ်လို့ရတယ်။ဒါအပြင်ကျွန်တော်စောင်းရန်ရှောင်းရန်အကြောင်းအရာလေးလို့လည်းနည်းနည်းလေးပြပြပေးသွားမယ်။ဆိုတော့အရင်ဆုံးရတရားလေးတွေကိုစပြောကြမယ်။ဆိုတော့ကျွန်တော်အခုပြပြပေးသွားမယ့်ရတရားကလူတိုင်းဒီပါလိုက်ပြီးမှလုပ်လို့ရတယ်။အထူးသဖြင့်ဒီ၄လပိုင်းဆိုတဲ့ကာလအတော်တာအတွင်းမှာကိုယ့်ကိုယ်ကံမကောင်းမှုလို့ခံစားနေရမယ်ဆိုလို့ရှိရင်ဒါလုပ်လို့ရမယ့်ရတရားလေးလို့ကျွန်တော်သတ်မှတ်လို့ရတယ်။ဆိုတော့ရတရားလေးကတော့ရိုးရှင်းတဲ့လွယ်ကူတဲ့အားလုံးနဲ့လိုက်ပြီးမှလုပ်လို့ရတဲ့ရတရားလေးဖြစ်တယ်။ဆိုတော့ရတရားလေးကတော့ကိုယ့်ရဲ့သပင်ဥကောင်းကိုတန်ရှင်းတက်ရအောင်ဒီခေါင်းလျှော်တာမျိုးသို့မဟုတ်စီတစ်မျိုးမျိုးလိမ့်ချပြီးတော့ပဲဖြစ်ဖြစ်ဒီကိုယ့်ရဲ့သပင်တွေကိုရှုပ်ပွားနေတာမျိုးမဖြစ်စေဘဲနဲ့အဲ့လိုသပင်လေးကိုတက်တက်ရက်လေးဖြစ်အောင်ဒီတခြားလေးညက်ပြီးလိမ့်ပြီးတော့မှသူတောင်းပေးရမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ဥကောင်းကိုတန်ရှင်းစင်ကြယ်အောင်စေးကြောပေးခြင်းအပြင်ကိုယ့်ရဲ့ကံကြမ္မာလေးတွေပြန်ပြီးတော့ပွင့်လန်းလာပြီးတော့ကိုယ့်မှာရှိတဲ့ကံကြမ္မာအញ្ញံအခိုက်တွေရှိမယ်ဆိုလည်းပပျောက်စေရလို့ကျွန်တော်သတ်မှတ်လို့ရတယ်။ဒါမချိုင်ဆိုရင်ကျွန်းမှာလည်းကိုယ့်အနေနဲ့ကတကြံဝင်းကျင်ဆိုတဲ့ကာလဒီကျွန်တော်တို့ရဲ့မြန်မာနှစ်သက်ကူအချိန်ကာလကိုလည်းရောက်ရှိတော့မှာဆိုတော့ကျွန်တော်တို့တွေရဲ့မြန်မာရိုးရာထုံးတမ်းအစဉ်အလာအတိုင်းပဲခေါင်းဆေးမင်္ဂလာလုပ်မယ်ဆိုလို့ရှိရင်လည်းရပါတယ်။ဆိုတော့တရော်ကင်မွန်းလေးနဲ့ကိုယ့်ရဲ့ဥကောင်းလေးကိုဒီထားလေးစေကြောတန့်စင်ပြီးတော့မှကိုယ့်ရဲ့ကံကြမ္မာလေးတွေပြန်ပြီးတော့ကောင်းမွန်လာဖို့အတွက်ကျွန်တော်တို့ဆုတောင်းလို့ရပါတယ်။ရတရားနံပါတ်1အနေနဲ့ကတော့ကျွန်တော်တို့ဒီဖလားလေးတစ်လုံးထဲမှာကျွန်တော်တို့ရေလေးတစ်ဝက်လောက်ထည့်ပါ။ပြီးလို့ရှိရင်စားလေးတစ်စုပ်လောက်အဲ့ရေတွေကိုထည့်လိုက်ပါ။ပြီးလို့ရှိရင်ကျွန်တော်ဒီရေလေးကိုလက်လေးနဲ့ခလောက်ပေးလိုက်ပေါ့။ဒါဆိုလို့ရှိရင်ကျွန်တော်ကစားပျော်ဝင်နေတဲ့ရေလေးတစ်ခုဖြစ်သွားလိမ့်မယ်။ဆိုတော့စားရေလေးတစ်ခုရလာလိမ့်မယ်။အဲ့ဒီစားရေလေးကိုကျွန်တော်တို့ရဲ့ဒီဥကောင်းလေးကနေပြီးတော့မှဒီရေဖလားလေးကိုလောင်းချပြီးတော့မှကျွန်တော်တို့ရဲ့အညစ်အကြေးတွေပပျောက်ပါသေးကြောင်းဆုတောင်းပေးရမှာဖြစ်ပါတယ်။မိတ်ဆွေကိုယုံကြည်လားတော့မသိဘူးအဲ့လိုမျိုးမကောင်းဆိုးဝါးတွေတို့မကောင်းတဲ့အငွေ့သက်တွေတို့ပယ်ချက်ချင်တယ်ဆိုလို့ရှိရင်များသောအားဖြင့်ကစားကိုအသုံးပြုလို့ရှိသူကမကောင်းတဲ့အနောက်ချက်တွေကိုလည်းကာကွယ်ပေးတယ်အဒီတော့ရောက်ကိုယ့်ကိုယ်အဲ့လိုစိတ်အစစ်မပြေနေဘူးတို့ကိုယ့်ရဲ့စိတ်တွေကအရန်ကိုစိတ်ညစ်နေတဲ့အခိုက်အတန့်မျိုးတွေသို့မဟုတ်ကိုယ့်ကိုယ်ကံမကောင်းမှုလို့ခံစားမိတဲ့အခိုက်အတန့်မျိုးတော်တော်များများမှာအခုလိုစားကြည့်နေရေချိုးပေးခြင်းအပြင်ကိုယ့်ရဲ့ဒီအတွင်းစိတ်ဝိညာဉ်ကိုတန်ရှင်းစင်ကြယ်စေတယ်ဆိုတော့အတိတ်ပဲမျိုးတက်ရောက်မှုရှိတာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့စိတ်တွေပြန်ပြီးတော့မှကြည်လင်လန်းဆန်းလာနိုင်မယ်လို့ကျွန်တော်ပြောလို့ရပါတယ်။ကျွန်တော်ရှေ့ပြောသွားတဲ့အချက်လေးနှစ်ချက်ကိုရတရားလေးသိချလေးလုပ်ပြီးသွားတာနဲ့ကိုယ့်ရဲ့ဒါမကောင်းတဲ့အညံ့အခိုက်တွေအားလုံးပပျောက်ပြီးတော့မှနှစ်သက်မှာစိတ်သစ်လူသစ်နဲ့အားလုံးပဲရှင်လန်းချမ်းမြေ့ပြီးတော့ကိုယ့်ရဲ့တနေ့တာလုံးကလည်းအဆင်ပြေပြေလေးဖြစ်လာမှာအမှန်ပါပဲ။တတိထားစရာကိစ္စလေးတွေကိုစပြီးမှပြောရမယ်ဆိုရင်ကကိုယ့်ရဲ့မိဘအကြီးအကဲတက်ကြီးဝါကြီးစသဖြင့်ကိုယ့်ရဲ့ထက်ကအကြီးအကဲတွေဒါရင်းနဲ့ပတ်သက်လို့စကားပြောရဆိုတဲ့နေရာတွေမှာတတိထားပေးရမှာဖြစ်ပါတယ်။လေးလပိုင်းဆိုတဲ့ကာလအတွင်းမှာကိုယ့်ရဲ့ထက်ကအကြီးအကဲတွေနဲ့ပြောမဆိုမှမဖြစ်အောင်ကိုယ့်ရဲ့စကားလေးတွေသို့မဟုတ်ကိုယ့်ရဲ့ပြောရဆိုတဲ့ပုံစံလေးတွေလက်ဟန်မူရာစသဖြင့်ဒါလေးတွေကိုသေချာလေးထိန်းသွားမယ်ဆိုလို့ရှိရင်တော့ရပါတယ်။ခီးသွားလာဖို့ရှိမယ်သို့မဟုတ်ညဘက်တွေကားမောင်းဖို့ရှိမယ်ဆိုတဲ့ကိစ္စတွေတတိထားရမှာဖြစ်ပါတယ်။ခြေထောက်ပိုင်းနဲ့ပတ်သက်တဲ့ပြဿနာလေးတွေပါခြေထောက်မှာအကောင်ကိုက်သွားတာသို့မဟုတ်ဖနှက်ပြတ်တာခြေထောက်နာကျင်ကြိုက်ခဲဖြစ်တာမျိုးတွေသို့မဟုတ်ခလုတ်တိုက်မိတာမျိုးလေးတွေစသဖြင့်ဒီကားဆိုင်ကစက်ပစ္စည်းပြီးရင်ခြေထောက်ပိုင်းဖနှက်ပြတ်တာမျိုးတွေထိခိုက်ဒဏ်ရာရတာမျိုးလေးတွေဒီလိုကိစ္စလေးတွေလည်းတစ်ချက်တော့သတိထားပေးရမှာဖြစ်ပါတယ်။အားလုံးပဲကျွန်တော်အခုလက်ရှိပြပြပေးသွားတဲ့ရတရားလေးနဲ့အခုလက်ရှိပြောသွားတဲ့သတိထားရမယ့်ကိစ္စလေးတွေကိုလေးလပိုင်းဆိုတဲ့ကာလလေးတွေမှာသတိထားပေးပါ။ဒါဆိုလို့ရှိရင်တော့အားလုံးပဲကိုယ့်ရဲ့မကောင်းတဲ့ကံအညံ့လေးတွေကနေလွတ်ကင်းပြီးတော့မှနှစ်သိအချိန်ခါတမရမှာအားလုံးပဲစိတ်ချမ်းသာရှင်လန်းပြီးတော့တနေ့တာလုံးအဆင်ပြေမှုတွေများစွာပိုင်ဆိုင်ရပါစေဆိုတဲ့အကြောင်းဆုတောင်းရင်းနဲ့ဒီဗီဒီယိုလေးကိုတော့ဒီမှာပဲရပ်တန့်လိုက်ပါမယ်။အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြပါမယ်။